ရှေ့တယောက်ကလက်ဆော့ပြီးတော့ဒီ tag button လေးကိုနှိပ်မိထားမယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့160ဖြစ်သွားတယ်ပေါ့ Okay အဲ့တော့ကျွန်တော်တို့ပွဲမစခင်ကျွန်တော်တို့ DJ set မှာစစ်ရမယ့်အချက်တွေကိုကျွန်တော်ပြပြမယ်ဆိုပထမတစ်ချက်အနေနဲ့ကျွန်တော် master tempo master tempo ပိတ်ထားလားဖွင့်ထားလားတစ်ချက်စစ်မယ်အဲ့ကျွန်တော်တို့ပိတ်ထားတယ်ဆိုလို့ရှိရင်တော့ဖွင့်ထားပါတော့ master tempo ပိတ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတန်တွေက page လိုက်တဲ့အခါတွေ BPM ချိန်တဲ့အခါတွေမှာ key တွေလွဲကုန်မယ်ပေါ့နော်အဲ့တော့ master tempo လေးကိုအမြဲတမ်းဖွင့်ထားမယ်ပြီးရင်အပေါ် tempo range မှာကျွန်တော်တို့ wide ဖြစ်နေတယ်ဆိုလို့ရှိရင် BPM ချိန်တဲ့အခါမှာအရင်အတိုးချဲ့တွေအရင်များသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ tempo range မှာလည်း plus or minus 10% လောက်ဆိုလို့ရှိရင်အကောင်းဆုံးပဲပေါ့နော်ဆိုတော့နောက်တစ်ချက်အနေနဲ့ Joey mode မှာ vinyl ဖြစ်နေလားဒါမှမဟုတ် vinyl ပိတ်နေလားဆိုတော့တစ်ချက်ကြည့်မယ်အဲ့တော့ကိုက vinyl mode နဲ့သုံးတက်တဲ့သူဆိုရင် vinyl mode ပိတ်ထားတယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီအပေါ်မှာကျွန်တော်တို့ vinyl mode မရတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ vinyl mode ဖွင့်ထားမှာဒါမျိုးသုံးလို့ရမယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ Joey mode မှာ vinyl ဖွင့်ထားလားပိတ်ထားလားတစ်ချက်စစ်မယ် Okay အဲ့တော့နောက်တစ်ချက်စစ်ရမှာကကျွန်တော်တို့ဒီမှာ quantize ပေါ့နော်အဲ့တော့ဒီ quantize ဆိုတာလေးကတော့ကျွန်တော်တို့ပို့ပြီးတော့အရေးကြီးတယ်ကျွန်တော် quantize သုံးတတ်တဲ့သူဆိုလို့ရှိရင်တော့ကိုဖွင့်နေတဲ့ set time မှာ quantize ဖွင့်ထားလားပိတ်ထားလားစစ်ပြီးမှပဲဖွင့်တင်တယ်ပေါ့နော် Okay ကျွန်တော်တို့ပိတ်ထားလို့ရှိရင်ကျွန်တော်တို့ quantize ဖွင့်သုံးတတ်တဲ့သူဆိုရင် quantize ဖွင့်မယ် Okay အဲ့တော့ဒီနေရာမှာကျွန်တော်တို့ quantize ဖွင့်ထားတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ quantize value က 1b မဟုတ်ပဲ 1.4b လို့ဘာလို့ဖြစ်နေလဲဆိုလို့ရှိရင်လည်း quantize မဖွင့်ထားသလိုပဲဖြစ်မယ်ပေါ့နော် Okay တော့ကျွန်တော်ဥပမာဒီ hog u ခုံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ quantize တော့ဖွင့်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ quantize value က 1.4b ဖြစ်နေတယ်ဆိုလို့ရှိရင်မဖွင့်ထားသလိုပဲဖြစ်သွားမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမတိကျတဲ့ဟာမျိုးဖြစ်သွားမယ်ဒါပေမဲ့လည်း quantize ကတော့ဖွင့်ထားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ menu clock ကိုအကြာကြီးဖိထားလိုက် utility ရဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ quantize peak value မှာ 1.4 ဖြစ်နေရင်1ကိုပြောင်းလိုက်မယ်ပေါ့နော်1ကိုပြောင်းပြီးမှကျွန်တော်ပြန်ပြီးတော့ quantize ကိုတုံးကြည့်မယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ quantize ကိုဖွင့်ထားပေးမယ်လေ quantize မဖွင့်ထားသလိုဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ပြောင်းရမယ့် setting လေးကိုသိသွားပြီဖြစ်ပါတယ် Okay နောက်တစ်ချက်ကကျွန်တော်တို့ဒီ utility ထဲမှာပဲဒီ log ဆိုတာလေးမှာကျွန်တော်တို့ unlock ဖြစ်နေလား lock ဖြစ်နေလားကိုတစ်ချက်စစ်မယ် Okay SPNLM မှာ DJ သင်တန်းတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် 1 by 1 private class တွေရှိမယ်3ယောက် group class တွေရှိမယ်နယ်ဝေးနဲ့နိုင်ငံရခြားနေလေ့လာချင်တယ်ဆိုလို့ရှိရင်တော့ online course တွေရှိပါတယ်အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်တကယ်လို့ကျွန်တော်တို့ unlock ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ပွင့်နေတဲ့သချင်းကို tag မှားပြီးတော့ loading လုပ်လိုက်တယ်ဆိုရင်သချင်းကရက်သွားမယ်ပေါ့နော်ဒါလေးကလည်းကျွန်တော်တို့ beginner တွေအနေနဲ့အတော်ဖြစ်များတဲ့ကိစ္စလေးပေါ့နော်အခုကျွန်တော်သချင်းဖွင့်နေသချင်းတစ်ပုဒ်ကိုကျွန်တော်မှားပြီးတော့ထည့်လိုက်တယ်ဆိုရင်သချင်းပိတ်ပြီးတော့ဒီနောက်သချင်းရောက်ဝင်လာမယ်ပေါ့နော်ဒါမျိုးမဖြစ်အောင်ကျွန်တော်ဒီမှာ log မှာ log လောက်ထားဖို့လိုတယ် Okay လိုမျိုးဖြစ်နေပြီဆိုရင် sorry နောက်တစ်ချက်တစ်ပုဒ်ကိုကျွန်တော်တို့ဒီမှာ loading လုပ်ရင်မရတော့ဘူးပေါ့နော် Okay အဲ့တော့ဒါလေးကိုကျွန်တော်တို့စစ်ထားဖို့ဖွင့်ထားဖို့လိုအပ်တယ် So နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့အဖြစ်များတာကကျွန်တော် auto cue လေးပိတ်နေတတ်တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ auto cue ဆိုတာလေးရှိတယ်အဲ့တော့ဒီ auto cue လေးကအခုလိုမျိုးပျောက်နေတယ်ဆိုလို့ရှိရင်ဒါကျွန်တော် auto cue ပိတ်ထားတယ်လို့ပြောလို့ရတယ်ပေါ့နော် auto cue ပိတ်ထားရင်ဘာဖြစ်လဲဆိုရင်ကျွန်တော်အခုသချင်းကိုပြီးတော့လို့နောက်သချင်းတစ်ပုဒ်ကို loading လုပ်တယ်ဆိုရင်သချင်းကကျွန်တော်မဖွင့်ရသေးဘဲနဲ့သူ့အတူ auto play ဖြစ်တယ်ပြီးရင်ဒီမှာ cue ပေါ်တော့နှိပ်လို့မရဘူးပေါ့နော်ကျွန်တော်တို့ cue တွေပျောက်နေတယ် cue point မရှိဘူးပေါ့နော် Okay အဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော်ဒီနေရာလေးမှာ auto cue လေးပျောက်မပျောက်စစ်မယ်ပျောက်နေတယ်ဆိုရင်ဒီနေရာလေးကိုတစ်ချက်ဖိထားလိုက် Okay ပြန်လင်းလာတယ်ဆိုလို့ရှိရင်ဒါကျွန်တော် auto cue ပြန်ဖွင့်လိုက်ပြီပေါ့နော်အဲ့လို auto cue ပြန်ဖွင့်တယ်ဆိုရင်ကျွန်တော်တို့ပုံမှန်တိုင်း loading လုပ်လို့ရှိရင် cue point လည်းမှတ်ပြီးသားဖြစ်မယ် cue နေလို့ရမယ်ပေါ့နော် Okay အဲ့တော့နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့စစ်ရမှာက headphone level တွေပေါ့နော်ဒါကျွန်တော်တို့ headphone သုံးတဲ့ DJ တွေဆိုလို့ရှိရင်เนาะကျွန်တော်တို့စမဖွင့်ခင်ကတည်းက headphone level ကိုစစ်ထားတင်တယ် headphone level စစ်မထားဘဲနဲ့ကျွန်တော်တို့ချက်ထားပြီးတော့နှိပ်မိလိုက်လို့ရှိရင်เนาะ cue
ဖွင့်လိုက်လို့နားတွေပါဥသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါလေးကတော့အရင်တော့အရင်မကြည့်ပါဘူး Okay နောက်တစ်ချက်အရေးကြီးတဲ့အချက်ကျန်သေးတယ် B effect တွေကိုသုံးမယ်ဆိုရင် B effect ရဲ့ BPM ပေါ့နော်ကျွန်တော်တို့သုံးမဲ့ B effect ရဲ့ BPM ကကျွန်တော်တို့ဖွင့်တဲ့သချင်းရဲ့ BPM နဲ့တူဖို့လိုတယ်ဆိုဥပမာကျွန်တော်တို့ဒီ tag 2ကသချင်းအတွက် B effect သုံးမယ်ဆိုရင် tag 2က BPM က150ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ B effect ရဲ့ box ထဲမှာကြည့်လိုက်မယ်ဆိုရင်လည်း BPM 150ဆိုတာလေးပြနေတယ်ပေါ့နော်အဲ့တော့ဒီ B effect information တွေက150ဆိုတာကျွန်တော်တို့ effect ရဲ့ BPM ကိုပြတယ်ပေါ့နော်အဲ့တော့ဒီ effect ရဲ့ BPM ကဒီသချင်းရဲ့ BPM နဲ့တူဖို့လိုတယ်တကယ်လို့ကျွန်တော်တို့ရှေ့တယောက်ကလက်ဆော့ပြီးတော့ဒီ tag button လေးကိုနှိပ်မိထားမယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့160ဖြစ်သွားတယ်ပေါ့ so ဒါဆိုရင်ကျွန်တော်တို့က B effect ရဲ့ BPM ကကျွန်တော်တို့သုံးမဲ့သချင်းရဲ့ BPM နဲ့မတူတော့ဘူးပေါ့နော်အဲ့လိုမျိုးမတူတော့ဘူးဆိုရင် B effect ရဲ့ timing ကမမှန်တော့ဘူးပေါ့နော် so ဥပမာကျွန်တော်တို့ trans effect နဲ့ဥပမာပြ trans effect ကိုကျွန်တော် 1 beat စာနဲ့ဒီတချင်းကိုသုံးမယ်ပေါ့နော်ဒါဆိုကြားတဲ့အတိုင်းပဲကျွန်တော်တို့အတန်ကတပီးစာဖြတ်တာမဟုတ်ဘဲနဲ့အတန်မှားနေတယ်ပေါ့နော်ဒါမျိုးပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီမှာဒါမျိုးအစိမ်းရောင်လေးဖြစ်ပြီးတော့ manual BPM ဖြစ်နေတယ်ဆိုရင်ဒီ tab clock ရဲ့အောက်မှာ auto ဆိုတာလေးရှိတယ်အဲ့ auto ကိုသွားဖို့အတွက် shift ကိုနှိပ်ပြီး tab ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီမှာ BPM 150ပြန်ပြောင်းသွားမယ်ပေါ့နော် Okay အဲ့လိုပြောင်းသွားပြီဆိုမှကျွန်တော်တို့ effect ကိုအမှန်မှန်လေးသုံးလို့ရမယ်ပေါ့နော်Okay ဒါမျိုးဖြစ်ပါတယ် so အဲ့တော့ကျွန်တော်တို့အခုပြောခဲ့တဲ့အချက်တွေကိုတခြားလေးစစ်ပြီးတော့မှကျွန်တော်တို့စပြီးဖွင့်မယ်ဆိုရင်တော့ save ဖြစ်မှာဖြစ်ပါတယ် Okay နောက်ဗီဒီယိုမှာတွေ့ရအောင်